ပြစ်မှုကျူးလွန်တဲ့သူတဦးကိုတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်5960အရာအနည်းနားမှာရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်ခိုးတယ်ကပိုင်းနိုင်တယ်စတဲ့ဖြစ်မှာကျမတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျမနည်းနည်းလေးနားလည်လွယ်အောင်မပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါတယ်တဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင်ကျမတို့ကဒီလိုဆုံးမတာတို့ကိုယ်တိုင်ရိုက်နှက်တာတို့စတဲ့ဖြစ်မှာเนาะဒီလိုမျိုးကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုယ်တိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟောကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့သက်ဆိုင်ရာကိုမအပ်ဘဲနဲ့ကိုကဖမ်းထားပြီးတော့မှဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုယ်တိုင်ရိုက်နှက်ခြင်းဆုံးမတာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3-3 3-5 3-6တို့ရဲ့အောက်မှာပြစ်ဒဏ်ရှိပါတယ်တဲ့3-3ကတာမန်ရိုက်နှက်ခြင်းတဲ့နော်ထောင်ဒဏ်နဲ့ငွေဒဏ်နဲ့နော်ဒဏ်ငွေတဲ့3-5ထိခိုက်ဒဏ်ရာကြီးအောင်ရိုက်နှက်ခြင်းနဲ့အများဆုံးထောင်9နှစ်နဲ့ဒဏ်ငွေတဲ့နော်နောက်တစ်ခါပုံမှန်3-6ကအန်ဒီရရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတေဒဏ်အထိရှိနိုင်ပါလေတဲ့ဟောကဲနော်ဒါလေးတွေတီးဖို့လိုအပ်တယ်ကျမတို့ကနစ်နာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်ပါအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်ပါအရာကျမတို့တွေကလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုကနစ်နာလို့ဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကခိုးတာတတ်ကိုကလှုပ်တာတတ်ဒီလိုဖြစ်သွားမယ်ဒါလေးတွေတီးဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စေတဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူသိအောင်တင်ရင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့တဲ့နော်ပုံမှန်66ဂါကြီးအောက်မှာပြစ်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့ဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ်တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မှတဲ့တရားစွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်ဥပဒေတွေကဟိုမှာ9နှစ်တရော3နှစ်တရောဟုတ်တယ်နော်ကျွန်မခုနပြောလို့တကြွနေထီတောင်ပါတယ်အဲ့တော့ကျွန်မတို့တွေကတစ်ခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျွန်မတို့တွေကလန်မမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်မတို့ကတခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ကပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်မတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်ဆိုတော့ဟိုဘက်ကတော့တခိုးတို့ကပိုင်းနိုင်တို့ဆိုတာမူလနဲ့အားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင်းတွေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ဒီလိုနဲ့ပဲခံခဲ့ရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့အခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတယ် social media မှာဗီဒီယိုတင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလွှာပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရလေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမသူကနစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းအခိုးခံတော့သူကနစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်စင်းမှာသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမှားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်